မနေ့က22ရက်နေ့ညအပွဲမှာမော်ရိုကိုဖိုက်တာကိုနိုင်ယူခဲ့တဲ့ကျွန်တော်တို့မြန်မာဖိုက်တာဆမ်မုန်တိုင်းရဲ့ပွဲကိုအတူတူပြန်လည်ကြည့်ရှုအောင်ပါဗျဒီဘောင်းမီရဲ့ပြလက်ရဲ့ပြနေရတော့မော်ရိုကိုဖိုက်တာဖြစ်ပါတယ်ဘောင်းမီရဲ့နီလက်အနီနဲ့ကတော့ဒါကျွန်တော်တို့မြန်မာဖိုက်တာဆမ်မုန်တိုင်းပဲဖြစ်ပါတယ်ဗျမနေ့က22ရက်နေ့ညကစားတော့ခဲ့တဲ့ပွဲဖြစ်ပါတယ်မှွေထိုင်းပွဲပါ3မိနစ်3ချီပွဲဖြစ်ပါတယ်ဒါတော့ပထမချီပါလောက်ကရန်မောင်းပါဆိုတော့ဒီမော်ရိုကိုဖိုက်တာနည်းနည်းလေးပို့ပြီးရှည်ရဗျလောက်ကအိုက်ကကောင်းတယ်မြင့်ခံချက်ဘော်ဒီကလောက်ကဘော်ဒီကကောင်းတယ်ခန္ဓာကိုယ်ကြီးကန်နေဘော်ဒီရှော့ရှေ့နင်းချိတ်ခံသွားတယ်လောက်ကအတွင်းချိတ်ခတ်သွားတယ်ဗျအပေါင်အတွင်းထဲလောက်ကဟိုဟိုက်ကမြင့်ကန်ချက်ထုတ်သုံးသွားတယ်လောက်ကဘော်ဒီကဟိုရှေ့နင်းချိလောက်ကဘော်ဒီကရှေ့နင်းချိနဲ့ထိန်းသွားတွေ့ရတယ်လောက်ကရှေ့နင်းချိဟိုလက်ဒီချက်ထိတယ်ကောင်းတယ်ဟိုဘော်ဒီကကောင်းတယ်လောက်ကကောင်းတယ်ဘော်ဒီကကောင်းတယ်ဟိုလောက်ကကန်တော့ကောင်းတယ်ဘော်ဒီကပြန်လုံနေရတထောင်ရိုက်တယ်ဘော်ဒီကအိုက်ကလောက်ကပထမချီတော့ပြီးဆုံးသွားပါပြီဒါတော့ပထမချီ highlight ဖြစ်ပါတယ်အဲ့မှာမြင့်ကန်ချက်သုံးသွားတယ်အတွင်းချီခတ်သွားတယ်ရှေ့နင်းချီတယ်မျက်နှာခံသွားတယ်ဟိုထိတယ်အမြင့်ကန်ချက်ထိတယ်မြင့်ကန်ချက်ထိသွားတယ်ဒါတော့ဒုတိယချီဖြစ်ပါတယ်လောက်ကဟိုမြင့်ကန်ချက်လက်ဒီချက်ထိတယ်ဟိုလက်ဒီချက်ကောင်းတယ်ထိရနင်းချီကန်ဟန်တယ်လက်ဒီချက်ရှင်းဆက်ထိသွားတယ်ခြေတံလက်တံနဲ့ပူရှိရဗျဒီမော်ရိုကိုဖိုက်တာတတောင်ထိတယ်ဟိုလက်ဒီချက်ထိတယ်လောက်ကဘော်ဒီကကောင်းတယ်ဟိုလက်ဒီချက်ထိတယ်ဘော်ဒီရှော့ကလန်လုပ်တယ်ဗျကလန်လုပ်တဲ့ပိုင်းမှာလည်းခက်တွေ့တယ်ဒီဆမ်မွန်တိုင်းနည်းနည်းအရက်နှိမ့်နေတော့ဟိုက်ကလောက်ကဟိုလက်ဒီချက်ထိတယ်ကလန်လုပ်တယ်ဟိုလက်ဒီချက်ထိတယ်
body shot โอ้เป็นไทยแล้วต่อแบบบอยกูไฟดังโอ้ตะตาวัวนะเล่นเราเดี๋ยวตีใกล้เดี๋ยวโอ้ตะตาที่เดี๋ยวบอยแค่โอ้เลยได้ยัดที่เดี๋ยวโอ้บอยแค่ก้าวเนี่ยแล้วแค่ကဲဒုတိယခြေတော့ပြီးဆုံးသွားပါပြီဒါတော့ဒုတိယခြေ highlight ဖြစ်ပါတယ်မြင်ကန်ချက်ဘယ်ဝိုင်းလက်တိထိသွားတယ်အမြင်ကန်ချက်ထိတယ်လက်တိချက်ထိပြီးဖင်ထိုင်လဲသွားတယ်ဒါမော်ကိုဖိုက်တာဒုတိယခြေမှာတထောင်ထိသွားတယ်ဒါတော့နောက်ဆုံးခြေတက်တဲ့ခြေဖြစ်ပါတယ်ဟိုက်ကဟိုလက်တိချက်တွေထိတယ်ဗျာမော်ကိုဖိုက်တော့လောက်ကထိတယ်လက်တိချက်လောက်ကကလင်းလုံးနေတယ်သူတိုက်တယ်နည်းနည်းလေးတိုင်ပတ်တယ်ဗျအရက်မြင့်တဲ့လူနဲ့ဒီကလင်းလုံးတဲ့ဘိုင်းမှာရက်ညီတယ်ဆိုတော့သိပြဿနာမရှိဘူးပေါ်ကလောက်ကထိတယ်လက်တိချက်ပေါ်ကလောက်ကကန်တော့တယ်ဟိုတတောင်ဝင်တယ်ကင်းလုံးနေတယ်ဗျပေါ်ကဟိုရှင်းနေချေဝင်သွားတယ်ဗျလောက်ကကန်တယ်ဟိုလက်တိချက်ထိတယ်လောက်ကဟိုဟိုက်ကကန်တယ်လောက်ကလက်ပြန်ရိုက်ချက်တွေပါတုံးနေနော်ဒီမော်ကိုဖိုက်တာဟိုလက်တိချက်ထိကုန်တယ်ဘော်ဒီကမြင်ကန်ချက်ထုတ်ကောင်းတယ်ဘော်ဒီကကဲပွဲရပြီးဆုံးကုန်သွားပါပြီနိုင်ရှောင်းပြပြသနာမရှိပါဘူးဒါတော့တက်တက်ချီ highlight ဖြစ်ပါတယ်လောက်ကကန်သွားတယ်ဟိုက်ကဒီရှေ့ရှက်ကန်သွားတယ်လက်တိချက်ထိတယ်မြင်ကန်ချက်ထိရယ်ဟိုအိမ်မှာလက်တိချက်ထိတယ်ဒါဒုတိယချီ highlight တွေထမှာရှောပြီးပြသွားတာဒါတက်တက်ချီနဲ့ဒုတိယချီရတယ်
အဲ့မှာဖင်ထိုင်လဲသွားတယ်လက်ဒီချက်ထိပြီးတော့အဲ့မှာတောင်ထိတယ်တူတိုက်တယ်ဟိုက်လိုက်တဲ့ဒါရှေ့ဟာရောပြီးပြသွားတာပါလက်ဒီချက်ထိတယ်ခြေခံချက်ထိတယ်တိုင်ထောက်ပြကိုရောက်ရှိတော့ပါတယ်ผลการตัดสินเป็นเอกฉันท์ครับ The winner by unanimous decision Red Corner ကဲတိုင်ဆုံးပြမှာတော့ကျွန်တော်တို့မြန်မာဖိုက်တာဆမ်မိုနိုင်းကအရင်ရရှိခဲ့ပါတယ်ဗျ